ချင်းပေါက်တယ်ဆိုတာတကယ်ကြမ်းတော့တကယ်တမ်းကြတော့လေဟိုအစာအိမ်ကမျိုးကြောင်လို့ပဲနော်ဟုတ်ကဲ့ပါဆရာမျိုးကြောင်မှာအစုံကြည့်သလိုအဲ့အစုံဘိုက်ထဲတော့ဘိုက်ထဲအစာမျိုးစရောက်တယ်နော်ဟုတ်ကဲ့ပါဆရာအဲ့ဒီမျိုးစရောက်တဲ့အထဲမှာရှေ့ကအစာမကြည်ပဲနဲ့နောက်ကအစာထက်စားတာအဲ့ဒါအချင်းပေါက်ဖို့အကြောင်းပဲဆိုင်မင်္ဂလာပါရှင်မင်္ဂလာပါသမီးဟုတ်ကဲ့ပါဆရာအခုဒါတော်တော်များများမှအဖြစ်များကြတာအစာရင်အချင်းဖောက်တယ်ပေါ့အစာရင်ချင်းဖောက်တယ်ဆိုပြီးတော့ဒါတချို့ဆိုရင်ဟိုစိတ်ယုံတက်ရတဲ့အဆင့်ထိအောင်ဖြစ်ကြတယ်အမျိုးစုံပဲပေါ့နော်အဲ့တော့ဒီအစာရင်ချင်းဖောက်ရခြင်းအကြောင်းလေးနဲ့ဘယ်လိုဖြစ်ခဲ့ရင်ရောဘယ်လိုလေးဟိုပျောက်ကင်းနိုင်တယ်ဆိုတဲ့အကြောင်းလေးဆွေးနွေးပါအောင်ဆရာရှင်အဲ့ဒါလည်းသမီးရဲ့ကလေးအလျောက်လူကြီးအလျောက်ဖြစ်ကြတယ်သမီးအချင်းပေါက်တယ်ဆိုတာတကယ်ကြမ်းတော့တကယ်တမ်းကြတော့လေဟိုအစာအိမ်ကမျိုးကြောင်လို့ပဲနော်ဟုတ်ကဲ့ပါဆရာမျိုးကြောင်မှာအစုံကြည့်သလိုအဲ့အစုံဘိုက်ထဲတော့ဘိုက်ထဲအစာမျိုးစရောက်တယ်နော်ဟုတ်ကဲ့ပါဆရာအဲ့ဒီမျိုးစရောက်တဲ့အထဲမှာရှေ့ကအစာမကြည်ပဲနဲ့နောက်ကအစာထက်စားတာအဲ့ဒါအချင်းပေါက်ဖို့အကြောင်းပဲအစာတစ်ခုနဲ့တစ်ခုကတော့အားလုံးရည်ဘူးအားဖြင့်ပေါ့အချိန်အားဖြင့်ပြောလို့ရှိရင်တစ်ခုနဲ့တစ်ခုအနည်းဆုံး2နာရီခြားစားမယ်အချိန်ဟုတ်ကဲ့ပါကာလအချိန်အားဖြင့်နော်အလေးချိန်ပမာဏအားဖြင့်လူတစ်ယောက်ကမစားခြင်းမှုဆိုရင်တချို့မစားခြင်းလို့ဆိုမစားပဲနေတယ်အမှားတယ်မစားခြင်းလည်းပဲမြမတိုင်းရင်းစေးပညာရဲ့အစုံမှာ65ကျပ်သားကတော့စားရမယ်မိန်နေဆိုလည်းပဲမိန်နေဒီခါတဲ့ဘိုက်ကျူကိုခါတဲ့ပူသွားအောင်မစားဘူး90သားတဲ့ပူမစားဘူးကျတော့လူတစ်ယောက်ကတနေ့တာအစာအာဟာရကမြမအလေးချိန်အဖြစ်65ကျပ်သားနဲ့90သားက65ကျပ်သားဆိုတာနှင်းလဲပါမယ်တူစရာပါမယ်ငပိပါမယ်ဆိုရင်ပကံများတပကံလှပေါ့တမီးမင်းရင်နောက်ထပ်ပကံများတစ်ဝက်လောက်စားပါပြီအဲ့ဒါအကောင်းဆုံးပဲတချို့ကမစားဘူးဆိုလို့ရှိရင်မစားဘဲနဲ့ဟိုတီစားလေးစားဒါလေးစားနေတာအဲ့ဒါအစာရင်ဖြစ်ဖို့တည်ကြတယ်အစာရင်ဖြစ်ရတဲ့အကြောင်းညာတချို့ကစားကောင်းနေဆိုရင်တော့ဝါစားလိုက်တယ်စားတော့မချီနိုင်တော့ဘူးအစာမချီတာကအဆက်သောအကျိုးတွေမှာဟိုမျိုးဆက်သိချီအောင်သွားပြီးတော့ကျိုးတက်ရောက်လူခန္ဓာကိုယ်ကြီးကိုမြန်မာတိုင်းရဲ့စေပညာနဲ့ကြည့်လိုက်လို့ရှိရင်အဆက်80ရှိတယ်စားလိုက်တဲ့အစာဒီယတ္တကြီးစားတဲ့အစာ9ရက်နေတယ်ယတ္တကြီးကနေနောက်တစ်စိတ်ကူတဲ့တွေးကြတော့ရက်120နေတယ်တွေးရ4လတွေးရနေနောက်တစ်စိတ်ကအသားကြတော့ရက်200အထက်မှာအသားကနေရှေ့ဆက်သွားတဲ့အစီကြတော့ရက်သက်မှတ်တော့မရှိတော့ဘူးအစီကနေရှေ့ဆက်သွားတဲ့အယိုးကနေရှေ့ဆက်သွားတော့အယိုးရဲ့အလေကောင်မှာချင်းစီဆိုတာတိလာမသိဘူးကြက်သားတွေပဲစားရင်ကြက်6ယူကြိုက်လေအထဲမှာညူလေးလေစိတ်နေချင်းစီအဲ့ဒီချင်းစီကဘာလို့ပြောလဲဆိုရင်မျိုးဆက်ကိုဖြစ်စေတုတ်ကိုဖြစ်စေတယ်။ကြောင့်လူမှာအစစ်80ရှိတယ်။ရက်တကြီး1 3 2အသား3အစီ4နော်အယိုး5 6ချင်းစီ9တုတ်အဲ့ဒီလူတိုင်းမှာဒီအစစ်80စလုံးမှာခုနအပူတွေများနေမယ်ဆိုရင်ကိုလည်းမကြမ်းပါဘူးကိုကစင်ပွားလိုက်မဲ့မျိုးဆက်တွေလည်းမကြမ်းပါဘူးဆိုရင်လူအနှွေကြီးတူနှွေတော့ဟာကျမ်းမာရေးချိုးတက်လာတာပေါ့။ကြောင့်မလို့တက်တန်းတွေကိုကြည့်လို့ရှိရင်တက်တန်းတွေရှည်လာတာလားတက်တန်းတွေတူသွားတာလားတူလာပါဆရာတူလာကြတယ်ဟုတ်ကဲ့ပါဆရာတက်တန်းတွေကနော်ဟုတ်ကဲ့ပါဆရာအဲ့ဒါအခုကအဲ့ဒါတွေကိုသမီးတို့ဒီကနေပြီးတော့မျှဝေလိုက်တော့ဘာပဲပြောအနည်းနဲ့အများအကျိုးရှိပါတယ်ဟုတ်ကဲ့ဆရာတို့ကလည်းပြောရကြိုနတ်တယ်လို့ယုံကြည်ပါတယ်ကျမ်းမာနေသေးရင်လာပါပြောပေးနေပါမယ်လို့ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာဖြစ်ကြပါအားလုံးအစာဝအနာကင်ဘုရားရှင်ကြပါသည်ဗျာ